ရောဆိုပါနဲ့ပန်တူချာမကြည်ပွဲမှာပန်တူချာနိုင်လိမ့်မယ်ဘယ်သူပဲနိုင်ကျွန်တော်ကတော့ BN ဖူအစင်တင်ပါပဲဆိုတဲ့မာနယ်ကတ်အားလုံးပဲမင်္ဂလာပါမုံ channel နဲ့ကြိုဆိုပါတယ်ကျွန်တော် UFC Champion နဲ့ဆိုင်တဲ့တည်နဲ့အကစားနဲ့ဆိုင်တဲ့တည်ကိုအမေရန်တင်ဆက်တော့မှာဖြစ်ပါတယ်စက်တင်ဘာ19ရက်မှာကျင်းပမယ်ရောဆိုပါနဲ့ပန်တူချာတို့မကြည်ပွဲမှာတော့ကျွန်တော်အထင်ကတော့ပန်တူချာနိုင်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ပန်တူချာအချုပ်ကွက်ပိုင်းမှာလည်းအရန်ကျွမ်းကျင်တယ် striking ပိုင်းမှာလည်းတော်တော်ကောင်းပါတယ်မိပြင်ကစားပိုင်းမှာဆိုရင်တော့ပန်တူချာပူပြီးတော့အားတာလိမ့်မယ်လို့ပြောခဲ့ပါတယ်လောဆိုဗစ်ဘန်ဘက်ကလည်း striking ပိုင်းမှာအရန်ကောင်းပါတယ်ဒါပေမဲ့ပန်တူချာကိုတော့အလဲထူးနိုင်မှာမဟုတ်ပါဘူးလို့လည်းမာနယ်ကတ်ကပြောခဲ့ပါတယ်တကယ်လို့ရောဆိုဘန်ကဘဲနိုင်တယ်ဆိုရင်လည်းအလဲထူးနဲ့နိုင်မှာမဟုတ်ပါဘူးအမတ်နဲ့ပွဲရတော့ငါချီလောက်ကစားပြီးမှအမတ်နဲ့နိုင်လောက်ပါတယ်လို့မာနယ်ကသုံးသပ်ပါတယ်ပရိသတ်တို့ရောဘယ်လိုထင်ကြတာလဲမသိဘူးရောဆိုဘန်ဘက်ကတော့ပန်တူချာကိုအင်တာဗျူးမှာတုံးချီနဲ့အလဲထူးမယ်လို့ကိုယုံကြည်ပြီးရဲဝံ့ပြောဆိုခဲ့ပါတယ်ပြီးတော့ရောဆိုဘန်ဟာအင်တာဗျူးတစ်ခုမှာပန်တူချာကိုနိုင်ပြီးမှမာနယ်ကတ်ကိုအစင်တက်ပြင်ထားလို့လည်းပြောခဲ့ပါတယ်မာနယ်ကတ်ကတော့ကျွန်တော်အထင်ကတော့ပန်တူချာကပဲနိုင်မှာလို့ထင်ပါတယ်ဒါပေမဲ့ဘယ်သူနိုင်ကျွန်တော်နဲ့ BN ဖူကတော့ကျွန်တော်အစင်တင်ရှိနေပါပြီလို့အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်ပရိသတ်တို့ရောဘာနဲ့ပန်တူချာမကြည်ပွဲမှာဘယ်သူနိုင်မယ်လို့ထင်တယ်လဲရောဆိုဝန်ကပဲတုံးချီနဲ့လည်းထူနိုင်မှာလားဒါမှမဟုတ်ပန်တူချာကပဲသူရဲ့အားသာချက်ဖြစ်တဲ့မိပြင်ချုပ်ကစားကွက်နဲ့ပဲအဆုံးသတ်မှာလားပရိသတ်တို့ရောဘယ်သူနိုင်မှာလဲ comment မှာရေးပြချပါအောင်ပြီးတော့မာနယ်ကပြောဆိုတဲ့ပန်တူချာကပဲနိုင်မလားရောဆိုဝန်ကပဲနိုင်မလားပန်တူချာမာနယ်ကရဲ့ရောဆိုဝန်နဲ့ပန်တူချာတို့ပွဲနိုင်ပြီးရင်ကျွန်တော် BN ဖို့အစင်တင်ပါပဲဆိုတဲ့ပြောဆိုချက်ပေါ်ပရိသတ်တို့ရောဘယ်လိုထင်ကြတာလဲ comment မှာလည်းရေးပြီးဖို့တောင်းဆိုပါတယ်အစအနည်းဆုံးထိကြည့်ရှုပြီးတဲ့ပရိသတ်တို့အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ